Ingala alo chawa ba de chana ba de na pa ye ko myan na me phai ko ta nya lo alo pyo se ja ba de lo ba yi so ko ta wa le ya di ni alo 6ရက်6လ2025ပေါ့နော်ရခိုင်နဲ့မကွေးလမ်းကြောင်းဆက်ရှိတဲ့အမ်ဘရန်လမ်းရှိတယ်အဲ့ဒီမှာနိုင်ကန်စခန်းမှာရှိတယ်အဲ့ရှိမှာရှိတဲ့တာဝါတိုင်းကုန်းကိုမနေ့ကတောင်းတော့ကဘလို့ဆိုတိမ့်လိုက်တယ်အကုန်လုံးရှင်းပြတယ်အဲ့မှာတော့ဆိုလိုက်ရှင်းနေတာဖြစ်ပြီအဲ့ဒီရဲ့အကျိုးဆက်ကဘာမှသွားပြီးတော့ထိရောက်တယ်လဲဆိုကျွန်တော်တို့ဟိုကြောက်ဖြူဘက်မှာသွားထိရောက်တယ်ဗျာဒီဘက်ကနေပြီးတော့ရိတ်ခါပုံမှန်လမ်းကြောင်းဖြတ်လိုက်တယ်ဆိုရင်နံပါတ်1သူတို့ကကြိုးပြီးပြတ်ပြီဒီကောင်းနေနောက်ကအေးမာကဘာမှလူရှိတာမဟုတ်အေးမာအမျိုးသမီးတွေအဖွားကြီးတောင်ဝင်နေတာတွေ့နေရတယ်နော်အေးမာကယောက်ျားလေးတွေတိတ်မတွေ့ရတော့ဘာဖြစ်လို့ဆိုမျိုးတုံးတာလားမျိုးပြုတ်သွားတာလားဘာလို့လဲတော့မသိဘူးနော်အေးအကျန်းဖက်တွေကိုအဲရခိုင်တိုင်းသားတွေကစားဒီဘက်တောင်ပိုင်းကတိုင်းသားတွေစားတော်တော်ယွန်ရှာတာသိလားဘာလို့ထိတော်တော်ယွန်ရှာလဲဆိုသူတို့ရဲ့လှုပ်ဆောင်ချက်တွေကဝဲယွန်စရာကြီးမှတော်တော်ယွန်စရာကြီးမသိပဲဒီပြည်နယ်တစ်ခုလုံးကိုသူတို့ကဘာဖြစ်လဲဆိုတော့ချုပ်ခိုင်းတော့ပါပြည်မလည်းမထွက်ရပြည်တွင်းမသွားရပြည်မမသွားရပြည်ပမထွက်ရတွေဖြစ်ကုန်တော့အဲ့ဒီမှာအကုန်လုံးကအေးကိုယွန်ရှာတာသူ့ရဲ့လှုပ်ဆောင်ချက်ကြီးပေါ်သွားတာဘာလဲဆိုတော့ရခိုင်တွေကိုမျိုးအတုံးလိုက်ဖြုတ်ပြတာဆိုအဲ့မှာသွားပေါ်တာအဲ့လိုသွားပေါ်သွားတာအဲ့ဒါကိုလည်းဟိုငစီတို့တိတယ်သူမတိကြောင်ဆောင်ပြီးတော့သူတက်ပြောနေတာကျွန်တော်သိရအဲ့ဒါအဲ့ငစီကကလေးထားလို့ဘာလို့လဲဒါပေမဲ့သူတို့တော်တယ်တစ်ဖွင့်တော့အမတန်အစဲတန်တာမှာကောမန့်တွေမှာသွားကြည့်တော့မှတော်တော်အစဲတန်တဲ့အဖွဲ့တွေပဲသူတို့ group နဲ့သူတို့တွေရတာမစိုးဘူးကြသိရအေးချမ်းတော့မကြခင်တက်မတော့မကြခင်ကြိတ်တော့အကုန်လုံးကိုကြိတ်ပြီးအကုန်လုံးသိတယ်ဒါနိုင်ငံတော်ဟိုအကြီးကိတ်ကလမ်းညွှန်လိုက်တာဒါဒီရခိုင်မှာကဒလိုတွေဒုက္ခရောက်နေတယ်ရေပေးတဲ့ဒုက္ခရောက်နေတယ်ဒါကျွန်တော်တို့သွားခဲ့ကျင်တာသွားကုညီကျင်တာသိရရခိုင်သွားကုညီကျင်တာအဲ့မှာဒလိုမျိုးတွေကျွန်တော်တင်ပြလိုက်တဲ့ခါကျတော့ဒါအေကိုဒီရခိုင်ပြည်ကိုအေးကြောင်လောက်ရမယ်ဒီဘယ်နှလအတွင်းဆိုပြီးတော့အမိန်ကြားလိုက်တော့အဲ့မှာအမုန်းကျိတ်နေပြီနော်အဲ့မှာဟိုဘာလဲရဲတိုင်30နဲ့ကိုလာကတ်လို့ရဖို့နေတာဟာလာမင်းတက်တော့ဂုံနေပါအကုန်ဟိုပဲတောက်လျှောက်ကိုကျွန်တော်တို့ကထိန်းပြီးသွားပြီဖြစ်တယ်နော်ဒီမှာလဲကြောက်ဖြူသူလာထိတာနဲ့သူတို့အတွက်ကတော့ဒါဘဝပြက်ပြီးတော့ဘဝတုံးစမုံတုံးမဲ့အချိန်ခါပေါ့နော်ပကုတ်ကူဘက်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ပခုတ်ကူတက်မကနေပြီးတော့ဒီအညာဘက်ကိုကျွန်တော်စစ်ကြောင်းထိုးတာတဲ့အချိန်ကြတော့တောက်လျှောက်ရှင်းသွားတာပေါက်တို့ပါလို့ပဲပေါ့နော်ဟိုပခုတ်ကူပဲတက်မမူကြီးတရားတက်မမူကြီးကျွန်တော်တော်တော်လေးစားသွားတာတကယ်ရှင်းရတယ်တကယ်ရှင်းလို့အခုတကယ်ရှင်းနေပြီဒီအညာဒေသကိုအေးကြောင်လှုပ်တော့မယ်ဆိုပြီးတော့ဒီတိုင်းဦးတွေဒါနိုင်ငံတော်အစည်းအဝေးညွှန်ကြားလို့ဖြစ်မှာပါပြီးတော့လှုပ်ဆောင်ချက်အားကောင်းတဲ့တက်မှမှုရဲ့အရေးသွေးရလဲကြောက်ဆိုင်တကယ်စစ်ကြောင်းထိုးတာဟာရှင်းလမ်းမရှိရဲ့ဗာအကြမ်းဖက်အကုန်ရှင်းသွားတာအကုန်လုံးရှင်းသွားတာအခု PDF နောက်ပိုင်းကျလို့ရှိရင်တော့တော်တော်သတိထားပါအခုလည်းအလင်းဝင်တွေတော်တော်များလာပြီ PDF တွေတော်တော်များများလည်းအလင်းဝင်ပြီဒါတိုင်းပြည်သားရအေဂျင့်တော့မယ်လို့ကျွန်တော်တို့အနေနဲ့မြင်တွေ့နေရတယ်နောက် ARD ဘက်ဆိုလဲရေကြီးအတုပ်တို့ငတိုင်းချောင်းတို့လေးမျက်နှာတို့တာပေါင်းတို့အင်္ဂါဘူးတို့မှာအဲ့ညတွေမလုံနဲ့လှုပ်တတ်တဲ့ဟိုးငနေမလှုပ်လို့မရဘူးဖြစ်နေအဲဆိုအဲ့မှာရှိနေတဲ့ AD PDF တွေလည်းလုံးဝကိုဒါအဲ့မှာရှိ PDF တွေကြတော့ကျွန်တော်တို့ဟိုနဲ့AD ကကြောက်ဖြူဘက်မှာသွားပြီးတော့ပေးပြီးတော့ဟိုနေဖြစ်နေတယ်ရှေ့တန်းနေပြီးတော့တိုက်ပြီးတော့တော်တော်ဒုက္ခရောက်နေကြတယ်နော် AD ကလည်းပဲPDF တွေနဲ့ပဲပြန်ပြီးတော့ပြန်လဲပြစ်ခတ်မှုတွေလည်းရှိနေတယ်ဒီထဲမှာပါပဲဒါပေမဲ့သူတောင်ပိုင်းသားနဲ့PDF တွေနဲ့ပေါင်းပြီးတော့အဲ့မြောက်ပိုင်းသားတွေကိုပြန်ပြစ်ခတ်နေတာလည်းရှိတယ်သူတို့ဘက်ချမ်းမှာကျွန်တော်တို့ဟိုခိုင်လုံတဲ့သတင်းရရထားတာတော့ရှိတယ်နော်အဓိကအေးတွေကဗမာသားတာလဲဆိုတော့စနိုက်ပါကြီးမှာတာလဲတကူလုံးမှာတိတ်ရွက်တွေပုံစံမျိုးတွေလှုပ်ပြီးတော့တစ်ပိနေမှာကြိုက်ပြီးတရက်ဝန်င်းလို့ဘာလို့နဲ့အမှစီပြီးတော့ဒါတောက်တော်ရဲ့တက်စကန်တစ်ခုတိုက်မှဆိုအဲ့လိုမျိုးရှိတာအဲ့တော့ဒုံးတွေဖုံးတွေများကြက်များဟုံးမှဒါတော်တော်ကြီးကိုအေးလေးလဲအစကိုမျိုးကိုတော်တော်တုံးသွားမှာနော်အေးမျိုးတုံးမှရခိုင်အေးကြမှာနှမို့ဆိုတာဘလုံးမအေးကြဒါပေမဲ့ဒီနေရာမှာမကြခင်ကြည့်ပါအေးတွေထိန်းထားတဲ့14မျိုးနဲ့ကိုဘယ်မျိုးနဲ့စပြီးတော့တောင်းတော့ဟုံးလဲဆိုတာကျွန်တော်ပြောပြီးသားနော်မကြခင်ကြည့်လိုက်ဘယ်မျိုးစဟုံးလဲဆိုဟုံးပေါ်လာလိမ့်မယ်နော်အဲ့ဒါလေးတော့ကျွန်တော်နည်းနည်းလေးအလင်းပြပေးလိုက်မယ်နောက်ဒီဘဝစကန်ကိုတဲကိုရောက်နေတယ်ဒီဘဝစကန်ခွာစစ်လုတ်ပေးလိုက်တယ်ခွာစစ်လုတ်ပေးလိုက်အဲ့စကန်ထဲမှာလည်းအကုန်လုံးကမိုင်းတွေဝုန်းတွေထောက်ထားလိုက်တယ်
ထောင်တိုင်းလေးပြီးတော့ဒီကောင်းနေဟို KNU တွေ KNL လေးတွေပြီးတဲ့တွေပေါင်းစုပြီးပျော်ပွဲရွှင်ပွဲတွေရီလာဟာလာလုံးနေတဲ့အချိန်မှာအမော Jet Fighter 2 စီးရတယ်လာပြီးတော့ fit ထုချလိုက်တာရောက်နန်းတော့ရောက်သွားကြတယ်အဲ့မှာနော်တော်တော်လှတယ်အဲ့မြေခွင်းလေးကတော်တော်ကောင်းတယ်အဲ့ဒါကိုငစီတို့သိပါသေးဗျာနှိုးဆိုသူကကျွန်တော်တို့ဖဲ့သလားမသိတယ်မင်းတို့ဒီမှာစစ်ပါဖြစ်တဲ့ကြဖြစ်တဲ့အလတ်ပြီးတော့ပါကြဒီဟာလေးတော့ကိုငစီတို့တမ်းမြင်ပါသေးတော့ဒီ fight တွေလည်းအများကြီးတက်လာတာဖြစ်တော့နော်နောက်ခါကျတော့ကျွန်တော်တို့ဝိုင်းမော့နယ်မှာရှိတဲ့ KIA စကန်ကိုလည်းဒါလက်မြန်ဟိုဘာဖြစ်လဲဆိုတော့ခါလာ58ကနေပြီးတော့တောက်ချောင်းလက်နက်ကြီးနဲ့ပြစ်တယ်စစ်ကြောင်းတွေထိုးနာမည်ရှင်းတယ်အဲ့မှာလည်း KIA တွေတတ်တော့ကြွတာပဲဗမောကတော့ပြောစဉ်းစားကြမလို့ဗမောစဉ်းစားကြမလို့ဗမောကအဲ့မှာဟိုကားဘုတ်ထောင်မှာဆိုလာတဲ့ဟာတွေကအပေါ်က drone တွေရောလက်ဖြောက်တွေရောစုံနေအောင်သူတို့ကျွေးလိုက်တော့အတော့ကိုစုံနေတာပဲအဲ့ကောင်အေးရအဲ့မှာနလန်မထူနိုင်တော့ကြောက်ဖြူဘက်ကိုပြန်မဲတာရှိတယ်နော်အဲ့ဒါလေးတော့ရှိရစေးရေးရနောက်တစ်ခုပါမှရှိလဲဆိုနောင်ချိုကလည်းပဲတိုက်ဖို့တော့9မိုင်ပဲလို့တော့တယ်မကြခဲ့နောင်ချိုနိုင်ကြီးနောင်ချိုကိုတဲပြီးတော့လည်းပိုင်ကတော့နောင်ချိုသွားလူပဲပြီးတချင်းနေဆိုဒန်ဒါရလာပဲနောင်ချိုက9မိုင်ပဲလို့တော့နောင်ချိုသူနောင်ချိုသားကပြောစရာနေကိုရောက်တော့မယ်ဆိုတာလေးကိုပြောခြင်းနဲ့နောက်တစ်ခုမြင်းကြံမှာပြည်သူစစ်တီကိုကျွန်တော်တို့တမတက်တရားကိုဝိုင်းပြီးစော်လိုက်တော့ဘာဖြစ်လဲဆိုအရောက်ကတော့ဟို200လောက်လာမှာ9ရောက်လောက်ပဲပြန်ကြွသွားတာရှိတယ်ကျန်တဲ့လူတွေကတော့မြေအောင်နန်းတော်မှာသွားစုကြတယ်ပလဲထဲမှာရှိတဲ့ PDF တွေစကိုင်းတို့မန္တလေးတို့မကွေးတို့နော်အဲ့မှာရှိတဲ့ PDF တွေကတော့ဒါတော်တော်များများရှင်းလင်းခံရပြီတော်တော်ကြီးကိုအရှင်းလင်းခံရပြီနော်ဗာလဲမကွေးဒူဘိုင်းအညာဒူဘိုင်းတို့ဘာလို့လဲအခုဟိုမဒူဘိုင်းနိုင်တော့ဖြစ်တော့မယ်နော်တမတွေကတော်တော်ကြီးကိုစစ်ကြောင်းထုတ်ပြီးတော့ရွက်လိုက်တေချာတင်းငင်အောင်လုပ်နေဆောင်နေပြီဖြစ်ပါတယ်တိုင်းမှာရှိတဲ့ပြည်သူလူထုများလည်းပဲအေဂျင့်ကောင်နေခြင်းနဲ့ပြည်သူလူထုများပျော်ရွှင်အောင်လို့ဒါပိုင်ရဲကိုတရင်လေးဒီလိုအကြောင်းအရာလေးတွေပြောကြားပေးခြင်းဖြစ်ပါတယ်ကရင်ပြည်နယ်မှာလည်းစစ်ကြောင်းထိုးနေပါပြီကရင်ပြည်နယ်ကိုဒါရှုံးတယ်ဆိုလို့ရှိရင်ကရင်ပြည်နယ်ကကရင်ဓာတ်တွေကိုရှုံးတယ်ဆိုရင်ရှေ့အစဉ်ဆက်တိုက်လာတဲ့တောင်းတော်သားကြီးအာနာဇာကြီးဖြစ်မှာပေါ့ဟုတ်လားတောင်းတော်ကဘယ်တော့မှရှုံးထုံးစံမရှိဘူးတောင်းတော်ရှိမှတိုင်းပြည်ရှိမယ်ဆိုတာကဒါဘဒုမြေကြီးကိုလက်နဲ့ပုံလွဲကောင်းလွဲမယ်ဒါဘယ်တော့မှလွဲစရာအကြောင်းမရှိဘူးဖြစ်တယ်နော်နောက်တစ်ခါကျတော့ဗိုလ်ချုပ်ကျွန်တော်တို့ဗိုလ်ချုပ်မှာတိုင်မှာဦးချို့ထုံးအောင်ပေါ့သူ့လုံးကြံတဲ့သူတွေကိုအခုအားလုံးပေါင်း16ယောက်ပေါ့နော်အဲ့မှာမိတဲ့အခါကျတော့ဘာဖြစ်တယ်လဲဆိုတော့အရေးယူခံတော့ဒီလက်ကြမှာဗောဗျာဒါတော့နော်သူကလည်းသူပေါ့နောက်တစ်ခုတိုင်းပြည်မှာနော်ဘောမာလေးဆိုပြီးတော့ပဲနောက်ထပ်အစ်စ်တွေဝင်လာတာတွေတော်တော်များများတွေ့ရတယ်တော့ကျွန်တော်တို့အနေနဲ့ကြိုးစားပါတယ်ကြိုးစားတယ်ကျွန်တော်ဆိုလည်းဒါရှိမှရှိတဲ့စီနီယာတွေကိုလည်းလေးစားပြီးသားပါเนาะကြိုလဲကြိုးစားတယ်ဒါမဲ့ဟိုတချို့ကြတော့အယောင်ဆောင်ပြီးတော့ရှိမှရှိနေတဲ့လူတွေပြန်ရှင်းနေပြီစိတ်တွေညစ်တာတပိုင်းစိတ်တွေညစ်အောင်လုပ်တဲ့ပြဿနာတွေရှာကြတဲ့ဒါအမျိုးမျိုးတွေဖြစ်လာတော့မယ်เนาะဖြစ်လာတော့မယ်ဆိုတော့ဘာလို့ပြောကျွန်တော်တို့ကဘောမဆိုတာအမိတက်ခံရတဲ့သူတွေဖြစ်တာ哦เนาะအမှန်ကြီးတော့ကျွန်တော်တို့ကတော့ဘယ်ဘောမမပါဘူးဗျာကျွန်တော်တို့ကတိုင်းပြည်နဲ့နိုင်ငံထဲမှာအေဂျင့်ဘုံနဲ့ပြည်သူလူထုတွေစိတ်တော်ကရောက်နေတဲ့သူတွေအဓိကအပြည့်စေဘေးရှောင်နေတဲ့သူတွေအတွက်ပြောကြားပေးခြင်းဖြစ်ပါတယ်မြို့မှာနေတဲ့သူတွေကဘယ်သူမှစိတ်ဝင်စားပါဘူးဘယ်သတင်းမှမကြည့်ပါဘူးမြို့မှာနေတဲ့သူတွေကကမဲ့ခုံမဲ့ပြောမဲ့ပါမဲ့ဘာလုံးမဲ့ညာလုံးမဲ့နှလုံးထိုးမဲ့ချဲထိုးမဲ့ဒီလောက်ပဲရှိတယ်အဓိကကျွန်တော်တို့စိတ်ဝင်စားတာကဟိုစေဘေးရှောင်နေတဲ့ပြည်သူတွေစစ်ထဲမှာရှိဟိုစစ်မဲ့ထဲမှာဖြစ်ပေါ်နေတဲ့မိမိတို့ရဲ့ရဲတပ်မတော်သားတွေရဲဘော်တွေအကုန်လုံးရဲ့မိသားစုဝင်တွေဒါမျိုးတွေကနေပါကျွန်တော်တို့ရဲ့ဒီရရှိထားတဲ့အစိတ်ကဟိုတိုက်ပွဲတွေအကြောင်းအရာလေးတွေကိုသိရှိခြင်းလို့ကျွန်တော်တို့ကြည့်ရှုနေတာဖြစ်ပါတယ်ဗျာဘောမနေလို့လည်းဘာမှရတာမဟုတ်ကျွန်တော်တို့ကပြောနေတယ်ဆိုတော့အဲ့မိသားစုတွေအတွက်ပါဗျာစစ်ဘေးရှောင်နေတဲ့မိသားစုတွေနောက်တစ်ခါကျစစ်တောထဲမှာတိုက်ပွဲဝင်နေကြတဲ့တမတော်သားတွေတစ်ဖက်ကညီလေးတွေဖြစ်တဲ့ PDF ညီငယ်ညောင်ဝခင်လေးတွေလမ်းမှန်ကိုရောက်လာအောင်နိုင်ငံရေးဖန်ပြပြီးစီးပွားရှာစားနေတဲ့အုပ်စုတွေရဲ့ရန်လောက်ကင်းအောင်ဒါကျွန်တော်ပြောပေးသေးဖြစ်ပါတယ်ဗျာဘောမနေလို့ဘာရလဲညာရလဲဆိုတာကျွန်တော် file တစ် file မှာရှင်းထားပြီးတာပါလွန်ခဲ့တဲ့ရက်တော့ကနော်အဲ့ file လေးလည်းဒီနေ့ထပ်ပြီးပြန်လွတ်ပေးပါဦးမဒီအကောင့်ကနေနော်အားလုံးကျမ်းပါပါစေဗျာ